mega test လုပ်တဲ့အခါ DAR value ဘယ်လောက်ရရင်ကောင်းတယ်လို့ပြောနိုင်မလဲဒီမေးခွန်းကိုဖြေဖို့အတွက် mega test လုပ်တဲ့အခါ currency တဲ့ဖြစ်စဉ်ကိုလေ့လာကြည့်ကြပါမယ် mega test လုပ်တဲ့အခါ charging current polarization current နဲ့ leakage current ဆိုပြီးတော့ current 3မျိုးရှိပါတယ် mega test လုပ်လိုက်တာနဲ့ဒီ current 3မျိုးလုံးတစ်ပေါင်းတည်းရှိပါတယ်ဒါပေမဲ့ charging current က millisecond အနည်းငယ်အတွင်းမှာပဲပြီးဆုံးသွားပါတယ်ဒါကြောင့်ကျန်တဲ့အချိန်တစ်လျှောက်လုံးမှာ polarization current နဲ့ leakage current နှစ်မျိုးပဲရှိပါတယ် polarization current ဆိုတာ dipole alignment ဖြစ်စဉ်ကြောင့်ရှိတဲ့ current ဖြစ်ပါတယ် dipole alignment ဖြစ်စဉ်ဆိုတာ dielectric material တွေထဲက atom တွေဟာ electric field ရဲ့ဥတည်ရာအတိုင်းတဖြည်းဖြည်းစီတန်းလာခြင်းပဲဖြစ်ပါတယ် dipole alignment ဖြစ်စဉ်အထဲမှာအစားပိုင်းမှာ atom အများစုဟာ electric field ရဲ့ direction အတိုင်းစီတန်းကြပါတယ်ဒါကြောင့်ဒီအချိန်မှာ polarization current အများအပြားရှိပါတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ atom အများစုက electric field နဲ့ align ဖြစ်သွားပြီးတဲ့နောက်မှာ atom အနည်းငယ်ပဲ align ဖြစ်ဖို့လိုပါတော့တယ်ဒါကြောင့်နောက်ပိုင်းမှာ polarization current ဟာတဖြည်းဖြည်းလျော့ကျသွားပါတယ် mega test ရဲ့ second 30ကြာမှာ polarization current ဟာတိတိကျကျရှိနေဆဲဖြစ်ပါတယ်ဒါပေမဲ့1 minute ကြာတဲ့နောက်ပိုင်းမှာတော့ polarization current ဟာလျော့ကျသွားပြီးတော့ leakage current ပဲအဓိကရှိပါတော့တယ် leakage current ဆိုတာအပြောင်းအလဲမရှိပဲတသမဲတည်းပဲရှိပါတယ် polarization current ကတော့အချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းလျော့ကျသွားပါတယ်ဒါကြောင့် total current ဟာလည်းတဖြည်းဖြည်းလျော့ကျသွားပါတယ် Ohm's law အရ current လျော့ကျလာတာနဲ့အမျှ resistance value ကမြင့်တက်လာပါတယ်ဒါကြောင့် mega test ရဲ့ second 30ကြာမှာရတဲ့ resistance ကနည်းပါမယ် mega test ရဲ့10မိနစ်အကြာမှာရတဲ့ resistance ကပိုများပါမယ်ဒီ resistance တစ်ခုကိုအရှိုးချလိုက်ရင်1ထပ်ပိုတဲ့တန်ဖိုးတစ်ခုကိုရပါမယ်ဆိုလိုတာက mega test လုပ်တာကြာလာတာနဲ့အမျှ resistance value ကတဖြည်းဖြည်းမြင့်တက်လာရပါမယ်ပညာရှင်တွေရဲ့သတ်မှတ်ချက်အရ DAR value 1.25 ထက်ပိုများရင် insulation ကောင်းတယ်လို့ခန့်မှန်းရပါတယ်DAR value 1ဆိုရင် second 30တုန်းက resistance တန်ဖိုးနဲ့10မိနစ်တုန်းက resistance တန်ဖိုးတူနေလို့ဖြစ်ပါတယ်တကယ်လို့ DAR value 1ထက်နည်းနေရင် resistance တန်ဖိုးကပိုများမလာတဲ့အပြင်ပိုနေသွားတယ်လို့ဆိုလိုတာပါနီကုန်းချုပ်ပြောရရင် DAR value 1ထက်နည်းနေရင် insulation မကောင်းဘူးလို့ခန့်မှန်းရပါတယ်DAR value 1နဲ့ 1.25 ကြားမှာရှိရင် insulation အပေါ်မှာတန်တရားဖြစ်စရာကောင်းပါတယ် DAR value 1.25 ရဲ့အထက်ဆိုရင် insulation ကောင်းတယ်လို့ခန့်မှန်းရပါတယ်ဒါပေမဲ့တခါတလေ ohms တန်ဖိုးကအရန်မြင့်နေပြီးတော့ DAR value က1ထက်နည်းနေတဲ့အခြေအနေမျိုးလည်းရှိနိုင်ပါတယ်ဒီအခြေအနေမျိုးမှာ ohms တန်ဖိုးနဲ့ပဲဆုံးဖြတ်မလား DAR value နဲ့ပဲဆုံးဖြတ်မလားလာမယ့်ဗီဒီယိုမှာဆက်လက်ဆွေးနွေးကြပါမယ်